အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဝေမင်း YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျကျွန်တော်ဘောနော်အပြောများနေကြလို့ဂျီရှိုအစ်စ်မှာတဲ့အချိန်ကြီးတွေပြောင်းသွားလားပေါ့နော်ချိန်ကြီးကတော့ပြောင်းလဲခြင်းတော့မရှိပါဘူးပုံမှန်တိုင်းပဲကျွန်တော်ရင်းတစ်ခါတင်ပေးထားတဲ့ဗီဒီယိုမှာတော့ပုံစံတိုင်းပဲပေါ့နော်ပုံမှန်တိုင်းချိန်ပြီးတော့အသုံးပြုလို့ရပါတယ်ဆိုတော့ဒါကတော့ဂျူရီတွေကတော့မဟုတ်တော့ဘူးဗျာဒီလားကျွန်တော်အတူတူ live ပြီးချိန်ကြမယ်ဘာတွေပြောင်းလဲသွားလဲဆိုတာကတိတ်ပြီးပြောင်းလဲမှုတော့မရှိဘူးဒါပေမဲ့ဂျူရီရဲ့သဘောမျိုးလို့တော့ဖြစ်သွားလိမ့်မယ်ပေါ့နော်တကယ်တော့ဂျူရီရဲတော့မဟုတ်ဘူးကျွန်တော်ကအခုကကျွန်တော်လက်ဒီ Gio version မြင်ရမယ်အတူတူပေါ့နော်record လုပ်ပြီးတော့အားလုံးနဲ့အတူတူ Gio လေးလာပြီးတော့ချိန်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခုပဲစလိုက်ပါနော် Forwarded from A. Voice message share. ခုနကကျွန်တော် insert APK file Gio Light Premium to go to bottom. ဟုတ်ပြီခဏလေး Voice message. Voice share. APK share. Forwarded from A. ဒီမှာကျွန်တော်ဆွဲလိုက်မယ်ဆွဲ Package installer. Gio cancel. Install. Package installer. install တင်လိုက်ပြီ okay Gio Plus. အော်နော်မေးတော့မလို့ကျွန်တော်ရဲ့ channel ကို subscribe နဲ့ပေးနာက notification ပဲခေါင်းလောင်းလေးနေပေးခဲ့ဖို့လဲမေတ္တာခံတောင်းဆိုချင်ပါတယ်နော်ဆိုတော့ install ပြည့်သွားပြီ open ဖွင့်လိုက်မယ်နော်ဖွင့်လိုက်မယ် Welcome to Gio Screen Reader. okay မှာ Setup wizard. setup Check နိုင်မယ် permission status. Close. Next. next ပေါ့နော် Setup wizard. All files access. Gio Plus. Allow access to manage all files. Off. ဒါလေးဖွင့်လိုက်မယ်ပုံမှန်တိုင်းမှာပဲကျွန်တော်ရင်လည်းတိုင်းလေးပဲချိန်ပါပါနော်ပြီးရင် Invert swiping. Invert swipe gestures. ရွေးလိုက်မယ်ကျွန်တော်အမြင်ပဲသွားလိုက်မယ်နော်ဟိုလိုကြီးခုချင်းရှင်းမပြတော့ Allow ဘူး reading available. No. Automatic. Please select. Don't read notif. Use a single. Use a single. The setup wizard is completed. Okay. Alert. Cancel. cancel ပေးလိုက် Setup wizard. About Gio. Check alarm and reminder. Check automatics. Check file management. Check notification. Check ignore battery up. Ignore battery up. Okay. Battery optimization. Allowing Gio Plus to always run in the background. Do not allow. Setup wizard. Back. Gio Plus. Email 946. General settings. General settings. Custom gestures. Use custom gestures. Not checked. Check. ချက်လိုက်မယ်ကျွန်တော်မှအရင်ချိန်ထားတဲ့ folder လည်းရှိရတယ်တကယ်ဆိုကျွန်တော် restore ပြန်လုပ်လိုက်အောင်ပဲဗျာဒီလားအထူးတွေ live ချိန်နေကြတော့မလို့ဒါပေမဲ့ Custom gesture. ကျွန်တော်အားလုံးနဲ့တူဒါရှိရှိအတူချိန်ရမယ်ဆိုပြီးကျွန်တော် video လေးလုပ်လိုက်တာပေါ့နော် Custom. ဒါတွေကလက်ပုံ Swipe တိုင်း left. Previous element of the specified type. ဒါတွေကပုံ Not တိုင်းချိန်လိုက်ပါတော့ကျွန်တော်ကအရင်ဒီလိုရမှာလည်းပြပြီးသားဆိုတော့ဗျာဒါတွေကပုံတိုင်းပြန်ပြီးလိုက်ပြီးချိန်လိုက်ပါ Back. ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့ Feedback settings. TTS. TTS setting သွားလိုက်မယ်နောက်က noise နဲ့များရင်တော့လည်းသိခံပေးပါဗျာ Main audio ducking. Use. Stop reading. Checked. Back. TTS secondary T. Single. You must cancel. Secondary. Use accessibility. Checked. Use the box. Stop reading when. Checked. Back. ဒီအတူတူပဲပြီနော်အဲ့ဒါမှကျွန်တော်ထွေထူးရှင်းမပြတော့ဘူးဗျာဘာလို့ကဘာမှလည်းတိတ်ပြီးကွာရေးရတော့မဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်ပြောကြတဲ့အချိန်တိုင်းကပုံစံပြောင်းသွားလားအရင်ကလို့မဟုတ်တော့ဘူးเนาะလို့ပြောရတဲ့သူတွေရှိရပါတော့ဆိုတော့အဲ့ဒါမှကျွန်တော်လာပြီးတော့ဗီဒီယိုလောက်ပေးလိုက်တာပေါ့ဗျာကျွန်တော်လည်း update လုပ်အောင်မှာဆိုတော့ okay Pause speech while pause. ဒါလည်းပေးလိုက် Enhanced. Read numbers as single. Enhanced. ဟုတ်တယ် Read numbers. Read punctuation. Read enhanced. Read numbers as single. Use the enhanced access. ဒါဒီထက်ပြီးသွားပြီ Back. Feedback settings. Operation settings. Gesture scheme. Custom. Gestures default. Gestures default settings. ဟုတ်ပါပါ Customize standard new element navigation. Customize standard new element navigation. Labels. Default. Checked. Focusable ကို elements. လိုပါလိုက်ယူလိုက်ပေါ့ဗျာ Characters. တိတ် Checked. ဟ Words. ိုအဖြစ်ဟိုမရွေးပြတော့ဘူးဗျာ Sentences. ကို Paragraphs. ကိုတော့ Checked. ဟာကိုတော့လုံးဝထင်တဲ့ဟာလေး live view လိုက်ပါနော် Pages. Copy and sorry mode. ပါဗျာဒါ Checked. ကနည်း Media volume. TTS. Augment trend. Screen. okay Okay. Gestures. Remember the selected. Customize standard. Customize. Custom. အဲ့ဒါရ Settings. တော့မဟုတ် Default. Checked. Check. List. Use. Characters. guide Words. Sentences. Paragraphs. Pages. အဲ့ဒါမလို့ TTS rate. Augment translation. Checked. okay Gestures okay default ပြလိုက် settings. မယ် Back. ပြီးတော့ Operation ဒါပဲ back. ပြောင်းလဲမှုတော့ခုလက်ရှိအားလုံးလဲဒါနားထောင်ကြည့်ရှုနေရဆိုတော့သိမယ်ထင်တယ်ဗောနော်ပြောင်းလဲမှုမရှိပါဘူးကျွန်တော်ချိန်ညတော့အကုန်လုံးကအတူတူပဲဗျာဒီလားသိပြောင်းလဲမှုတော့မရှိဘူး reading setting Dynamic content label reading set list label reading settings. Labelဒါလည်း reading ရေးလိုက်မယ် settings. နော် Read aloud. Read the state of the focused item first. Not checked. Read aloud the input hints for text boxes. Not checked. Check. Read the state of the focused item first. Check. Check box. Label reading settings. Read the state of. Read the index level. Read on label. Read web. Read on label. Checked. Read the checked. Read aloud. Not read the state of the. ဒီကောင်း
ထောင်းနေပေး Back. ပြီးပြီဒါ Reading ပဲ settings. Back. ကျွန်တော်ရဲ့ advanced setting မှာ translation setting ချိန်တာ timer setting ချိန်တာဒါတွေပဲရှိရမှာဗျာဒီမှာ Advanced. okay okay OCR settings. Voice. voice system translation Speech recognition. language Speech, မှာ speech English ကိုယူ recognition. လိုက် Checked. Chinese. ဒါလည်းအရင်ကလည်းပြပြီးသားပါနော် Voice ဒါ assistant and recognition engine. မှာ Check. 50. Google Speech. Voice assistant and voice command settings. Voice assistant. Automatic. ဒီအောင်နောက်ချက်ပေးလိုက်အရင်တိုင်းပဲနော်ဘာမှမပြောင်းဘူး Target. package မှာဗာမိပြီးမှာ Danish. Bulgarian. Vietnamese. Shan. Denon. For Congo. Bear. Cuba. Pausa. Montana. Connect. Connect. Kanuri. Corsa. Crete. Kurdish. Lat. Lingala. Luganda. Lexa. Lithu. Roma. Malay. Burmese. Voice assistant and trans. okay Use a custom. Edit custom. Search engine. Search. Baidu. Checked. Google. okay Voice assistant. Back. okay Auto starting. Schedule tab. Profiles. Article reading. Menu custom. Profile. Resource map. Backup and language. Power management. Aynen. Backup and article. Typing settings. Typing settings. Typing settings. Echo type words. Checked. Echo type characters. Checked. Echo read candidates. Speak example word. Read capital letters while typing. Not checked. Got it. Check back. Advanced. ဘာပြန်လာမှမရှိပါဘူး Typing settings. ကျွန်တော်မဲ့အဆင်ပြေကြမယ်ထင်တယ်ဗောနော်ပုံမှန်တိုင်းပဲเนาะကျွန်တော်ခုချိန်သွားတာတွေက Digital plus. ဘာမှကျွန်တော်ကစကားမပြောဘူးဆိုတာပုံမှန်တိုင်းချိန်ပြသွားတာဗျာပြောင်းလဲမှုမရှိဘူးဆိုတာကိုပဲအားလုံးသိစေချင်တယ်စစ်တန်တာနဲ့ပါခင်ဗျာဆိုတော့ကျွန်တော်တို့ဒါအကုန်လုံးပြီးသွားပြီဗျာပြီးသွားပြီဆိုတော့ကျွန်တော်ဖွင့်လိုက်တော့ More. Accessibility. အော် okay ဖွင့် Accessibility. လိုက်တော့မယ် Accessibility. Vision. List. Visual. Talkback. Visual. Visual အော် plus. sorry allow restricted တောင်းရင်တော့လည်းပေးလိုက်ဗောနော် allow restricted ဆိုရင်တောင်းပေးလိုက်လေ Notification. Okay,ကျွန်တော်မှာ Collapsed. Yeah. Clear all the. Shortcut. ဖွင့်လိုက် Off. တော့နော်ပေးပြီးသားဆိုတော့ဖွင့်လိုက်တော့မယ် Visual plus. Allow Visual plus. Deny. Allow. allow Visual plus. ပွင့်သွားပြီပေါ့နော်ဒါဆိုရင်တော့ရပါပြီ allow restricted setting permission တောင်းရင်ပေးလိုက်ပါကျွန်တော်ကတော့အကုန်လုံးလုပ်ပြီးသားဆိုတော့အဆင်ပြေတယ် Short. Welcome to Double Visual Screen payment. Reader. L volume keys. Talkback turned off. Visual plus on. Shortcut off. OK button. Visual plus. ဒီမှာဆိုရင် Back button. ရပြီ Visual ပေါ့ screen about. Shortcut off. Accessible. Shortcut button. Visual talkback here item. Visual plus on. Setting. Visual plus. Navigate up. Visual about this button. About this. Shortcut settings. Shortcut. Accessibility button. Tap the accessibility. Uncheck it. Check off. Hold. Check hold. Cancel button. OK button. Visual. Accessibility button. okay ရသွားပြီဖြစ်ပါတယ်ဒါဆိုရင်ပုံမှန်ကကျွန်တော်တို့အသုံးပြုလို့ရပြီဖြစ်ပါတယ်เนาะအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ Message text box. ကျွန်တော်တို့နောက်ထပ်ကျတို့တွေမှာပြန်ပြီးတော့တွေ့မယ်ကျွန်တော်ကျတို့ရဲ့တပုတ်တင်ဖို့ရှိပါသေးတယ်ကျွန်တော်ခုလက်ရှိ edit လေးလုပ်နေလို့ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ